ဆုံးပြောလေကျမနဲ့အဲ့ရှူတင်မှာရှိနေတဲ့လူတွေကျမဘယ်လိုနေလဲထိုင်လဲအတီဆုံးကျမနေနာလေးကျမမင်းသမီးတာပြကျမမင်းသမီးလိုမဟုတ်ဘူးကျမယောက်ျားကြီးလိုနေရခုနမှတီရှပ်နဲ့ဘောင်းနေကျမနေတာကျမအကြောင်းသိတယ်ကျမနဲ့ဘောင်းနေလူတွေသိတယ်ကျမမင်းလေးလိုတော့မြင်ကြအောင်ကျမယောက်ျားလေးလိုပဲနေတာကျမမင်းသမီးလိုစရကျမတစ်ခါမနေခဲ့ဘူးနော်အဲ့အခု तू ပြောနေ तू ငိုပြီးပြောနေထားလိုက်နင့်ကငါမရှင်းသေးဘူးခုနမှငါ့ကိုနောက်တစ်ယောက်ထပ်ပြီးတိုက်ခိုက်တယ်နော်ထားပါတကယ်ချင်းဘက်ကပဲနားလို့ပဲဖြစ်ဖြစ်ဟိုပဲဖြစ်လို့ကျမကပဲမသိမဟုတ်မှန်တယ်လို့မတန်းတရားတယ်လို့ပြောနေတာနော်အဲ့တော့ကျမကိုဖုန်းနေဆက်တယ်ဆိုရင်ကျမကို August လမှာဆက်ပါပြီသူပြောသလိုပဲ August လမှာပေါ့နော် August လနေမှာကျမကို Telegram နဲ့စာရေးပို့ထားပါသေးတယ်အဲ့လေသူပြန်ဖြတ်ပြီးတော့သူတင်လာမြန်မာဆိုလို့ပဲဟိုဘက်ဒီဘက်တစ်ခါ delete လုပ်သွားတယ်ပေါ့နော်အဲ့တော့ဒါကျမ August သူကကျမအလုပ်ကြောင်းပြောမှာတဲ့အလုပ်ကြောင်းပြောမှာနော်ဟိုငါ gallery ပဲရောက်သွားတယ်အလုပ်ကြောင်းပြောမှာAugust 6 ရက်နေ့August 6 ရက်နေ့ထားပါလားသူ့ရဲ့ဖုန်းနံပါတ်နှစ်ခုကိုကျွန်မဖုန်းပေးထားမယ်3နာရီမနက်3နာရီ46မှာဒီမှာ August 6 ရက်နေ့အဲကျွန်မစီကိုသူ contact plan လုပ်တဲ့အချိန်မှာအဲကျွန်မကိုအလုပ်ကိစ္စပြောဖို့မနက်3နာရီ46မှာ X ကိုဘာလို့ကိစ္စပြောကြရှိရလဲရှင်ကျွန်မသိချင်လို့အခု post တင်နေအကိုကျွန်မပထမတော့နားလေပေးဦးမလို့ပဲဒါပေမဲ့အကိုရေးထားတာတစ်ဖက်စောင်းနေရန်စံနေသလားလို့သိလားဂိမ်းဆိုင်ဘူးနော်ဟောတင်ထပြောတာဒါအနောက်ကဟာရှိသေးတယ်ဒါကျမကိုဆက်သွယ်တဲ့အချိန်ကြီး August 6 ရက်နေ့အခုထားပါတော့အခုဒါ October November ထားလိုက်အောင် November ဆိုတော့8လပိုင်း90 17ပေါ့ထားလိုက်အောင်8လပိုင်းမှာသူကျမကိုစပြန်ဆက်သွယ်နေပြီမနေ့တမပါ August 6 3နာရီနဲ့46 AM မှာကျမသူဆိုမှသူ့ဖုန်းနံပါတ်လည်းအောက်မှာပါပါတယ်ကျမဖုန်းနံပါတ်လေးကဖုန်းနံပါတ်ပြရင်အဆင်ပြေပါမလားတော်ကြသိရမလားဟိုဖြစ်မှာလဲစိုးလို့ဆိုတာသူ့ဖုန်းနံပါတ်ဘာညာတိသွားပြီးတော့ဖြစ်မှာဆိုလို့အကယ်လို့သက်ဆိုင်တဲ့သူတွေတိကျတယ်ဆိုကျွန်မရဲ့ Messenger မှာလာတောင်းလိုက်နော်ရတယ်ဒီမဲ့အကိုတို့တစ်ဖက်ကိုတင်နေတာနဲ့ကဲနေတာနဲ့တခြားမင်းကလေးကိုမထိုးကြနဲ့ယောက်ျားမလားယောက်ျားလို့လှုပ်ဆမ်းပါတက်ကြီးမှာဘာလို့ဟိုဘက်ဒီဘက်လိုက်ပါခြင်းနေရတော့ဟာနဲ့ငါ့ကိုမင်းဖုန်းလာပြန်ငါဒီဖုန်းကဟိုကမရလို့ငါမွေးထားလို့နင်ဟိုရှာလိုက်ခုနတင်ထားတယ်ငါဟိုရှာလိုက်ငါစာတစ်ခုချင်းနေဖက်ပြီးငါပြောမှာတနာမိုးတင်ထိတ်လာမပုံနဲ့နော်တနာမိုးတင်ငိန်ပြီးနေစာအကြောင်းရမဟုတ်ဘူးနော်ဒီမှာဟုတ်ပါတယ်ကျမနဲ့နိုဝင်ဘာပြတ်တယ်ပဲထားဆရာဝန်မလေးကိုလိုက်တယ်တဲ့6လဆိုတော့ထားပါတော့နော်နိုဝင်ဘာဆိုတော့ December January February March April May မှာနော်အဲ့တော့Mayမှာသူတို့ပြောစကားအရာပေါ့နော်ဒါပေမဲ့ကျမနဲ့ပတ်သက်ထားတဲ့လူကနိုဝင်ဘာမှာတင်သူတို့တွေ့တဲ့အင်းရလိတ်ကဝိုင်းဆိုင်မှာ mind date တင်ထားပါတယ် Mr. Time Mr. Place ဆိုပြီးတော့တင်ထားပါတယ်နော်အဲ့တော့ဟုတ်ပြီ2015မှာယူတယ်မင်္ဂလာဆောင်မှုကို6လကြာကြိုပြီးတော့ပြင်ရတယ်တဲ့နော်အဲ့တော့ကျမသိချင်တာအဖြေရလည်းမပေးရသေးဘူးနော်အဲ့တော့မင်္ဂလာဆောင်မှု6လကြိုပြီးတော့စီစဉ်ထားတယ်နော်အဖြေရလည်းမပေးရသေးဘူးဆိုတော့အဖြေမပေးခင် April လလောက်ထဲကမင်္ဂလာဆောင်မှုစီစဉ်ထားကြလားဟုတ်လားအဲ့လိုလားဟမ်အဲ့လိုမျိုးလားအခုတော့ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုကအဓိကပါဝင်ရင်းနှီးခဲ့သူတယောက်ဖြစ်ခဲ့တဲ့များအမှန်တိုင်းချပြချင်ပါတယ်ချပြပါဒီလိုချပြခြင်းဟာပဲသူတူတယောက်ကိုမှနစ်နာထိကြိုက်လို့ခြင်းအလျင်းမရှိတယ်လို့အခုချိန်မှာအဓိကလူနှစ်ဦးတူကသူတငယ်ချင်းဒေါက်တာမာလေးနဲ့တူကသူခင်ပွန်ပေါ့အထင်မြင်လွဲမှာဆွဆွဲခြင်းပေါ့တရက်လွန်ဖြစ်လာလို့ဒီလို post တင်မှုအပေါ်မှာတယ်ကရှင်များကစိတ်ကြက်ဘလို့မှမရှိပေမဲ့ဆွေမျိုးတငယ်ချင်းများစိတ်မကောင်းမှဆိုလို့ရှင်းပြခြင်းဖြစ်ပါတယ်ဟာရှမ်းတော့ကြတာပေါ့အထူးသဖြင့်ခုမှပြောရှင်းပွဲအတိပြည့်စုံနေမင်္ဂလာပွဲကျင်းပပြီးကစားတငယ်ချင်းဒေါက်တာမင်းကလေးကိုပုံကိုကြီးတိုက်ခိုက်တယ်တရားဖြင့်စော်ကားရေးသား comment အနေနဲ့ချွတ်နေဆန်ခံရတဲ့တိတ်ညာကျမဒီစကားကိုပြောချင်ပါတယ်ကျမခုန live မှာလည်းပြောခဲ့ပါတယ်ကျမအဲ့အမအားနာပါတယ်အဲ့အမဒီကျမသူ့ကိုမဆွဆွဲပါဘူးเนาะကျမရဲ့အရှိ post မှာလည်းစမိုက်ကြော်ပါတယ်ကျမစီကနေလူပါကျမတလုံးတလီမှာကျမမင်းကလေးမစော်ကားရပါဘူးเนาะဒါကျမဘယ်လိုပြောချင်တာပါမနေ့က post မှာလည်းကျမမတိုက်ခိုက်ထားပါဘူးလုံးဝမတိုက်ခိုက်ထားပါဘူးကျမမိန်းမချင်းမင်းကလေးဆက်ဆက်မိကျမရှင်းပါမယ်เนาะအဲ့တော့သူနဲ့လက်ထက်ခဲ့တဲ့သူကကျွန်တော်တို့လည်းအမြဲအစားတူသွားတူခင်မင်းရဆိုကြောက်တူဖြစ်သူကနောက်ဆုံးအခုသင်ကြည့်သွားချစ်စလန်2024နိုဝင်ဘာမှာအပြီးပြက်ပြီးဆုံးသွားသူတို့ရင်းသူတွေငငယ်တိကျတဲ့ကိစ္စပါရင်းလို့ရကိစ္စလည်းမဟုတ်ပါသူတို့3နှစ်တာချစ်စလန်ကလည်းဂျားမှာပြဿနာမျိုးတက်ခက်ခဲနေပုံများလည်းရှိကြတာပါဘယ်သူမှဒီမှာကျွန်တော်ဘယ်သူမှဒီမှာပြောလို့ပါဆိုတော့ကျွန်မအမနေရလားအဲ့လိုမျိုးလားဟဟလားဟုတ်ကဲ့အာမနာရှာမကျိုးတော့ပြောတတ်ကြတယ်ပေါ့နော်မလီတောတာပြောချင်တာတဲ့အခုတငယ်ချင်းဒေါက်တာလေးရဲ့ခင်မုန်းကသူ့ရဲ့နောက်ဆုံးအဲ့တယောက်နဲ့မနစ်ကလိုရမှာဖြစ်ခဲ့ပြီးနောက်မှသူတို့ဥစားတွေ့ခဲ့ကြတယ်အဲ့မှာမြင်ချင်းသဘောကြဝါဆက်တငယ်ဒေါက်တာကိုကျွန်တော်ကတဆင့်မိတ်ဆက်ပြီးလို့10ရောက်လောက်ဖြစ်နေတယ်ညှိကြအောင်သိလားအင်တာဗျူးဖြေတာ2ယောက်နဲ့မိတ်ဆက်ပြီးဆို1ယောက်ညှိကြအောင်ချင်းချင်းတည်းမှာငါမိတ်ဆက်ပြရလားမိတ်ဆက်ပြရလားဒါမှမဟုတ်တည်းမှာ3ယောက်လောချင်းရိုက်တာဒီကောင်းနေလားငါတို့တော့လူမိတ်ဆက်ပေးမယ်ဘယ်သူတွေပါအောင်မလဲ come on လားငါတို့ဆို
အဲ့လိုမိတ်ဆက်ပေးခဲ့ကြလားရင်းညိအောင်စကားဆိုတော့ပြောမယ်ဆိုရှင်းတော့ညှိရပြောရတယ်ပြီးတော့သူများကိုပြောမယ်ဆိုလဲပတ်စော့လာခွင့်ဆောက်ရွေးပတ်စော့လေးဖွင့်ပြပါဦးသူများကိုပြောမယ်ဆိုရင်သူများကမထိအောင်ပြောရတယ်ရှင်းတို့ကျွန်မပြောထားပြီးသားကျွန်မကိုမထိအောင်မထိအောင်ပြောအခုလေရှင်းတို့လုပ်တဲ့အပေါက်ကအခုကျွန်မကိုထပ်ထိပြန်ပြီနော်ငင်းချင်းသဘောကျစိတ်ဝင်သူကငင်းချင်းကုန်လုံးသဘောကျတယ်မပူနဲ့ဝလုံးကားကြီးဖြတ်သွားတော့သူသဘောကျတယ်သိလားစိတ်ဝင်တော့တကယ်ဒေါက်တာကိုကျွန်တော်ကတစ်စက်မိတ်ဆက်ခိုင်းရှင်းခဏလေးလောက်ပါတကယ်ကြီးနေတားကြပါတည်တယ်တကယ်ကြီးနေပါတာလေလောက်ပါနေ hoster လောက်ပါနေလောက်တာကြရလားနော်ညတကယ်ကြီးဒေါက်တာလေးကတဲ့နုပညာလောကတွေကမဟုတ်လို့အနေအေးသူရွှေရှင်သူမှန်ပါတယ်ကျွန်မလက်ခံပါတယ်ကျွန်မတစ်ဖက်မိလို့လုံးဝမစော်ခါပါကောင်းပါတယ်နော်မိဘတန်းဝိုင်းအနေထားရအပြောချမ်းမှုမတင်ချောင်းအဲ့ဒါကျွန်မကကြတော့အပြောချမ်းမှုတင်နေရှင်တို့အဲ့တော့ပါစက်တိပိတ်ခဲ့ကြလားဟုတ်လားကျွန်မအပြောချမ်းမှုတင်လို့ရှင်တို့အပေါက်တွေကုန်ပိတ်ခဲ့ပြီးတော့လှုပ်ရှင်တို့တူတူပဲမြောက်ပေးခဲ့ကြတာလေမဟုတ်ဘူးလားဟမ်ခင်ဗျားရဲ့ရင်စရိုက်တွေဖြောက်ဖြက်ပြီးမှချစ်ကြိုက်တင်ချောင်းထုတ်ပြခဲ့တာပါ။အော်အဲ့စာရေးချင်မှာရှင်တို့ကျမနဲ့တွားတူလာတူလုပ်ခဲ့ကျမမျက်နှာနဲ့မပူကြဘူးလား။အဲ့တော့ကျရှင်တို့ကောင်းတယ်လေတည်မလားပြင်တူဘူးဆိုပြီးတော့ကိုတည်နာရှင်တို့လုံနေခဲ့ကြလေ။ तू ကိုရဂရီတွေထပ်ပေး तू ကဂရီကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမကိုလည်းပေးတိုင်းဂရီကနောက်ဆုံးဖျားမှာပါဟိုရေတောက်ဂရီပေးပါမယ်ဆိုလို့ကျမတို့ပြန်တွဲခဲ့တာ။နော်အဲ့ဒါမပူနဲ့တကယ်ချစ်မြတ်လို့ဒေါက်တာလေးကိုချင်းပြခဲ့တာဖြစ်ကြောင်းအမတွေခံခဲ့လို့ကျွန်တော်တို့ကိုယ်တိုင်သူတို့နှစ်ဦးကိုမိတ်ဆက်ပေးခဲ့တာပါ။အိုးရှင်တို့အဲ့လိုလွယ်ယုံလာလား။ရှင်တို့ရှိမှလည်းအများကြီးဖြစ်နေအောင်ရှင်တို့လွယ်ယုံသေးတာအွန်လိုက်တာရှင်အဲ့တော့ကျမတော့ကကျမဘာဖြစ်လို့မိကောင်းဖခင်သားသမီးမဟုတ်လို့လဲကျမဘာလုပ်နေလို့လဲဟမ်မိဘအတိုင်းဝိုင်းအနေထားရောကျမသိချင်တာပါအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပြောချမ်းမှုမတင်တောင်းဆိုတဲ့စကားဘာဒိတ်တွေကိုပြောချင်တာပါတလေဘာဒိတ်တွေကိုပြောချင်တာပါတလေဟမ်ကျမအဲ့လိုမျိုးပြောနေလို့ကိုမကြိုက်လို့ကိုဒီ post တွေတင်ပြီးရှင်းနေပါတယ်ဆိုမှအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပြောချမ်းမှုမတင်တောင်းဆိုကျမရဲ့မိဘအတိုင်းဝိုင်းအနေထားဘာဖြစ်နေလို့လဲဟမ်ရှင်တို့ခုတ်ပေါ်ခွစီးနေလို့လဲကျမမိဘအတိုင်းဝိုင်းဘာဖြစ်နေလို့လဲဘာဖြစ်နေလို့လဲအတူတူပြောရရင်နဲ့ तू ကအရင်ဇလန်းပြီးပြက်ပြီးဆိုမှဒေါက်တာမာလီကိုဆက်တယ်တေးချလားတမမိုးတင်စမြင့်လှန်အကုန်ရှောက်မှာနော်တေးချလားနင်တို့မတေးချလို့ပြောနင်တို့အကုန်ပါမှာနော်ငါဆွဲထဲမှာတေးချလားနင်တို့ဒေါက်တာမာလီကိုစကြိုက်ခဲ့တဲ့တက်လိုက်ခဲ့ဒေါက်တာမာလီကချက်ချင်းလည်းအဖြစ်ပေးခဲ့ပါဦးဟဲ့ငါပြောပြမယ်ငါရဲ့မွေးနေ့match လာမှာငါနေပြီးတော့မှငါမွေးနေ့လာလုပ်တယ်နော်ငါမှာဓာတ်ပုံငါဖုန်းထဲမှာဓာတ်ပုံငါမှာ6ထားချက်လက်ရှိတယ်ငါမွေးနေ့ဖုန်းခေါ်နေလည်းမသိဘူးငါမွေးနေ့ match လာမှာငါနဲ့တဟိုတယ်တယ်ငါနဲ့ဘာမှဖြစ်ဘူးနော်ငါရှိနေတဲ့ဟိုတယ်မှာဒီအမျိုးသားငါနဲ့ရှိခဲ့တယ်ငါနဲ့တခန်းကျော်မှာရှိရနော်အဲ့ဒီအချိန်မှာငါကသူ့ခန်းရှိအမြင်နဲ့ဖြတ်သွားဖြတ်လာလုပ်နေတာဘာလို့တခန်းကျော်တော့တခန်းပေးငါမောင်လေးအခန်းငါကတော့ငါလို့ပြော sorry နော်သူ့ကိုပြောတာနော်ကြည့်ရလူတွေပြောတာမဟုတ်ဘူးငါမောင်လေးအခန်းအဲ့တော့ငါနဲ့သူနဲ့တွေ့တယ်ငါဖြတ်သွားလဲသူတွေ့တယ်သူဖြတ်သွားလဲငါ့ကိုတွေ့တယ်အဲ့တော့သူနဲ့ငါနဲ့စကားပြောဖြစ်တယ်နော်အဲ့တီဘာလုပ်နေလဲဟုတ်အကိုဒရလုပ်တယ်ဒရဖြစ်တယ်အဲ့ဒီအချိန်မှာသူစားနေတဲ့ food ပေါ့နော်သူအဲ့တော့ဝိချနေတဲ့ food box ကအဲ့ကနေတေးလာတဲ့ဟာအသေးအံလိုက်နေပြီးအဖြစ်မပေးတဲ့ဟာနင့်အဲ့ box ကြီးကအိုင်ပြီးတော့အဲ့ဟာမှာအဲ့လိုမျိုးသိရမှာဘသူကတကူကထိုင်နေပြီးတော့ပြင်ပေးလိုက်မှာပဲလိန်ရင် fax နဲ့လေငါ့ကို line မထိုးချနဲ့ငါ့ကိုထပ်လာထိုးချလို့မရငါတိမခံတော့ဘူးနော်အဲ့တော့ဟုတ်ပြီအဲ့မှာရေးထားတယ်ကျွန်တော်တို့တင်ရတော့လောက်တောင် rotate ပါလားအားကြတယ်အမလေးအကုန်လုံးနဲ့ rotate တယ်ငါနဲ့တော့လေ rotate မှာပြီးတော့9000 4နှစ်မို့2နှစ်ကျော်မှသူ့အကြောင်းကုန်လုံးတုံသိတာနော်စောက်ယူမကြီးစောက်ငါကတော့လေလို့မှတ်ထားတာစောက်လုံးမကြီးစောက်အောင်မကြီးတော့2နှစ်လောက်မှသိအဲ့ဒါဆိုတို့သဘောပေါက်ပတ်စောဖြုတ်ထားလိုက်နော်အဲ့ဒါဆိုသဘောပေါက်4နှစ်တော့2နှစ်မှအရှိတစ်နှစ်ကသိရဒါပေမဲ့ဥလေပဲတည်မလားအဲ့တော့ကျွန်မအသက်ရွယ်ငယ်ကလေးရှိသေးရောတည်မလားဘာမှမသိဘူးလိုလေးပဲကျွန်မဖြစ်နေသေးတာကျွန်မမသိခဲ့ဘူးနော်2နှစ်မှကျွန်မအကြောင်းဆုံးကုန်သိတာအလေရိုတက်တာမှပြောမနေနဲ့အမလေးခုမလေးချင်းတို့ကိုရီးယားမင်းသားတွေတရုတ်ပြည်မင်းသားတွေရိုရဲဆိုသူ့ကိုမမီဘူးနော်သိလားငါချစ်သူလေးဘာလို့ရှင်းတော့ငါချစ်သူလေးဘာဆိုင်ငါချစ်သူဘယ်သွားချင်တော့ကျမအောက်ထဲမလန်ဆိုတော့ကျမအခုထပ်တိုက်ခိုက်လို့ကျမနှံ့နေရနော်ကျမကိုမင်းခိတံမဲ့ယောက်ျားကြီးဝိုင်းတိုက်ခိုက်လို့ကျမထက်လက်ပြီအဲ့တော့တဲ့အတန်ကြိုးစားဖို့ငယ်ကျွန်တော်တို့ငယ်ချင်းအဲ့လောက်တောင်ရိုတက်ပါလားမလေးဟုတ်လားအခုမှရိုတက်တာအောင်မြင်တာအွန်လိုက်တာရှင်အွန်လိုက်တာစေးကင်းတလားတာလုံးဝင်ရတဲ့ diet plan ဝင်မီနေသွားတွေ့တယ်ရက်ပြီးခဏတကယ်ချင်းတောက်လေးရှိတယ်သူက diet plan ဝင်ရမတောက်စားအဲ့မှာလေကျမအဲ့တော့ခုမှ extra တွေ့ရနော် diet plan ကျမ match လာတယ်အဲ့ diet plan ဟာကျမတွေ့ထားပြီးသားရှင်းတယ်နော်အဲ့တော့ဟာသွားပြီးလုပ်တယ်မိန်းကလေးလည်းအမျိုးလေးလာဆုံးပြချစ်သူဖြစ်ခဲ့ကြရပါတယ်ကျမဒီဖုန်းထဲမှာနေလေကသူ့အပေါင်းတင်ပြောထားတဲ့တနာရှိနေအောင်တည်ရနဲ့ဝင်တိုးခဲ့တာကိုတို့အားလုံးသိနေဆိုစကားကျမထပ်ဖွင့်ပြရမလားကျမမှရှိရနော်လာမဆန်းနဲ့
အဲ့တော့မငယ်ကြလို့ထားပါတော့2000နိုးမှာလည်းပြုလုပ်ဖို့ဆိုပြုံးပြောရတယ်လို့သားလောင်းကနောက်ဆုံးအိတ်ဆိုပြသားမှတစ်ချိန်တစ်ခါလာဖုန်းဆက်ခဲ့ပါတယ်ဖက်ဆက်ရမယ်ကျမဘလို့ထားလीအဲ့ဒီဘိုင်းမှာတော့ကျမအလုပ်ကိစ္စရှိလို့ဆိုတာကကျမအလုပ်ကိစ္စရှိတာတခြားဟာနဲ့အော်တော့ကျမရဲ့နောက်ဖုန်းတစ်လုံး iPhone တစ်လုံးဆက်လာတာကျမကဖုန်းနံပါတ်4လုံးရှိတယ်နော်အဲ့တော့ဆက်လာချင်မနဲ့3နာရီ40ကျမပြရနော်ရှင်တို့ရဲ့ရီစားဟောင်း3နာရီ40ဖုန်းဆက်ပြီးလုပ်ကိစ္စပြောလားကျမတော့မပြောဘူး3နာရီ40အဲ့တော့ဟုတ်ပြီလွန်ခဲ့တဲ့3လကသူမရဲ့ရိုက်ပြန်စင်တာရုပ်ရှင်ကဇလန်ကိစ္စနဲ့ပတ်သက်ပြီးကုမ္ပဏီဝန်ထမ်းများသူမပြောခဲ့တဲ့စကားလုံးများဝင်မှာစားဖို့တော့မီရုပ်တဲ့ဒေါသဖြင့်နိုးချင်းမနဲ့ဆုံးမှာကျမကကုမ္ပဏီဝန်ထမ်းဘယ်သူကပြောခဲ့ရလဲအဲ့ဒီစကားရှင်းရမှာနော်ကုမ္ပဏီဝန်ထမ်းဆိုကျမပြောခဲ့တာဒီကျမရဲ့ရိုက်မဲ့စကားတတွင်းရုပ်ရှင်ကိုမင်းသမီးပြောင်းနေဆိုပြီးတော့ကျမဝယ်ထားတဲ့ဇလန်မှာအဲ့ဇလန်ကတတွင်းဆိုတဲ့ကောင်ကျမဝယ်ထားတာဆရာကြီးဆရာမအမေအိကန်ကလည်းဒီမင်းသမီးဒီကျမသူ့ဖြစ်ခဲ့တဲ့အမွှာညီမနဲ့ကျမနဲ့တရုတ်ထဲမလို့ကျမရိုက်မှာပဲဒီဟာကိုရိုက်ပါမယ်ဆိုပြီးဆရာမကကျမကိုရောင်းနေတာအခုလည်းမနေ့ကဆရာမကျမဖုန်းဆက်ပါတယ်မင်းသမီးပြောင်းမယ်ဆိုပြီးတော့ရိုက်မယ်ဆိုပြီးပြောလို့ဆရာမလုံးဝစာချုပ်တက်မတိုးပါဘူးဒီကားကိုတနာနဲ့ပဲကျမဆရာမရိုက်ကိုရိုက်မှာပါတဲ့အဲ့တော့ဝန်ထမ်းများမှာစာပို့ထားတာကိုမြင်တွေ့ပြီးရုတ်တရက်ဒေါသဖြင့်နိုးချင်းမနေ့အစောမှာဖုန်းဆက်မိတာပဲအတိအကျသူဝန်ခံခဲ့ပါတယ်အဲ့ဝန်ထမ်းကျမဖုန်းဆက်ပြောတာဒီထက်ဦးခင်ဆိုတဲ့ညီမလေးကိုပြောတယ်ငါညီမဒီလိုပဲနောက်ပြီးရင် Hiply ကစီကိုမချုံနယ်ကိုပြောတယ်ကျမအဲ့ညကိုဖုန်းထပ်ခေါ်ပြီးတော့မေးပါမယ်အဲ့အခုကတော့ညမိုးကျော်17စက္ကန့်လို့ကျမအဲ့2ယောက်ကိုကျမဖုန်းမခေါ်သေးဘူးပေါ့နော်ဒါပေမဲ့ तू လည်းကြိုပိတ်မှာပေါ့နော်ကျမအခုချိန်မှာပြင်ဆင်ချိန်မရဘူးဆိုတော့ပိတ်မှာပဲကျမမေးပါအဲ့ညကိုကျမပြောပါတယ်နော်အဲ့တော့အတိအကျသူဝင်ခံခဲ့ပါပြီးတော့ဆက်ရတဲ့ကိစ္စလည်းပုဂ္ဂိုလ်ကိစ္စလုံးဝမဟုတ်ပဲအလုပ်ကိစ္စဖြစ်ရှင်းဆက်ရနေတာဖြစ်ပါတယ်ထို့ဖုန်းကောက်ကိုလည်းသူ့ဘက်ကမကာရီမနဲ့ရုံးခွင့်ချိန်မှာကုန်နေဆက်ပြောဆောင်နေတယ်ကျမဘာမှမဆက်ပါဘူးအားကြီးရှောက်ပြောနေတာပြန်ဆက်ချင်သူလည်းဆက်ချင်အလုပ်ချိန်မနဲ့မှဆက်လीဘာ340လောက်ဆက်ကျမတက်တက်ချက်လက်ရှိရနော်အဲ့လိုမျိုးဟိုတစ်ဖက်စောင်းနေပြောလို့ကျမပြန်နေတာကျမ sorry တဲ့ခုန live မှာတော့ကျမမပြောဘူးလို့ပြောထားပြီးသားကျမဒီလူရဲ့တိတ်ခါကိုမချအောင်လို့ခုကျမရဲ့တိတ်ခါကိုဒဲလာချရင်တော့ကျမမခံဘူးအကုန်စစချင်းလောက်တော့မှာလောက်မှာပေးငါ့ကိုပေးဖုန်းကျမကိုခြေပါလက်ပါလောက်ထားတဲ့ record อ่ะအကုန်ရှိရနော်တပုံอ่ะကျမမှာကုန်ရှိကျမ record ရန်သိမ်းနေတဲ့အချိန်မှာပါတယ်ကျမမေးလိုက်ဒီငါမရှိတဲ့အချိန်ငါ့အခုပြောတဲ့ဟာကိုနေဝင်ထားလိုက်အဲ့နောက်ပိုင်း तू ကထိုးကြီးစားဟောင်းနဲ့ဆက်သွယ်ခြင်းလုံးဝမရှိတယ်တစ်ဖက်ကတင်ထားတဲ့ဖုန်း screenshot ကလည်းသူ့ရဲ့ XC ကိုရေးခဲ့တာမဟုတ်ပဲ XC ရဲ့မိလေးတငယ်ချင်း mind ထောက်ဆိုင်နိုဝင်ဘာ25ရက်တင်တယ်တိတာပဲမနေ့ကပတ်ပြီးတော့ငါတငယ်ချင်းတွေအကုန်လုံးပတ်ပြီးတော့နင်းအဲ့ဟိုဟာတွေ mind တွေဟို screenshot ကြီးပတ်စုနေကြတယ်တိတာပဲဒီလိုလုပ်မယ်ဆိုတိတယ်တမင်ပေးခိုင်းလိုက်တာသိလားဟမ်ငါစီကိုပြောလို့မှမရငါဘလော့ထားတာလीငါစီဘာပြောလို့ရမှာလဲတတိယရတယ်ရအောင်နေမယ်တော့ပြောပေးစိတ်နာတယ်ဘာလာပြောနာဟမ်လောင်းလေငါပြောပြီးသားငါ့ကိုမပါစေနဲ့တို့မှတို့တိုက်တယ်လို့ရှင်ငါ့ကိုထပ်မထိနဲ့နင်တို့ကဟဲ့ယောက်ျားတစ်ဖုံမိန်းမတစ်ဖုံငါ့ကိုထိတာနော်အဲ့တော့အခုဇလန်မှာမလို့လားအဲ့တဲ့အကြောင်းအရာကိုမသိကြဘူးချင်းချင်းနဲ့ဆွဆွဲချင်းမှာစောကန်ဆက်လက်ပြီးလို့ကြတယ်ကျွန်တော်ကဂျောင်းဝင်တောင်းတယ်ချင်းမှာသိလိုက်လေတာဆိုလေသိလိုက်ပေါ့ပြီးတော့ကျွန်တော်တကယ်ရင်တော်မှာလေးတက်ပြောဆိုမှုတွေစွမ်းကုန်တီးအစွမ်းကုန်တီးနေလာပြီးရဒီထက်လုံလာကြတယ်အမှန်တရားကိုရွေးချယ်ပြဘာလုပ်ချင်လဲလုပ်ချင်တာလုပ်ပြီလုပ်စမ်းဘာနဲ့လုပ်မှာလဲငါနာမည်ကိုအရင်ထိတာနော်ဘသူဘာလုပ်လဲဆိုတော့ငါသိတယ်ငါဒီမှာအကုန်ချပြီးပြောရမှာပို့အစဲခံပါလားရုပ်မာတယ်ဆိုတာဖြစ်ချင်းရုပ်မာဟဲ့ဒီထက်ပိုပြီးစိတ်နှောက်ချက်ဖြစ်စေခြင်းဒီထိတ်တန်းဖြစ်လာရင်တော့ကာယကံရှင်များဆုံးဘာလုပ်ချင်တော့လုပ်လေငါ့ကိုတော့တခုခုလုပ်မှာလားလုပ်စမ်းနင်တို့ရုပ်မာတာအကုန်သိတာပေါ့နင်တို့ရုံမှာအကုန်သိတာပေါ့မဆက်ကြောင်လာလေဟမ်နင်တို့မိန်းကလေးတယောက်ကိုဟဲ့ငါခံနေရတယ်နင်တို့သိတယ်ဒီဟာတော့နင်တို့ခုအားနာရှာမျိုးထပ်တယ်နဲ့တင်းမနေ့ကလည်းငါပတ်ပေးလိုက်ပြီးသားကျမဘာလုပ်ပေးရမလဲကျမဘာရှင်းပေးရမလဲငါ့ကိုဘာပြောလဲသိလားသူ့စီကိုဖုန်းဆက်တဲ့ဟာကိုတဲ့ကျမနိုင်ကျင်စောနဲ့သူ့ကိုနိုင်ကျင်စောနဲ့ရေးလိုက်အမှန်မဟုတ်ပါဘူးလို့စာပြန်တင်ပေးပါတဲ့အဲ့ဒါတော့ကျမလုပ်ပေးဖို့စဉ်းစားတယ်သူရဲ့အိမ်တော်ကြီးစင်ပြေဖို့ဒါပေမဲ့အခုလိုမျိုးတော့ကျမကိုထပ်ပြီးတော့မလုပ်နဲ့လေအရင်လွန်နေကွယ်ကျမပြောပြေဘူးရအားဖြင့်စဉ်းစားနော်ရှင်တို့ရီစားဟောင်းနေစီကိုမနေ့3:46မှာဖုန်းခေါ်ပြီးတော့အလုပ်ကိစ္စပြောလားအရင်လွန်နေအဲ့လောက်ကြီးကြတော့ဟမ်ကျမမခံတော့ဘူးနော်တိုက်တာလို့တိုက်တာလို့မသိရင်ကျမကူလီကူမကြတာတခုမှမရှိဘူးကျမဒဲတယ်ပဲပြောနေတာကျမမကြောက်ဘူးနော်
ဒါကျမကိုစဖုန်းခေါ်တဲ့နေ့ August လ6ရက်နေ့3:46 AM PM တော့ဖတ်တယ်မလားဘယ်နဲ့4:00တူကဖုန်းဆက်လို့လုပ်ကိစ္စ